ရှင်ရှမုံချေဆက်စကွန် page ကနေပြီးတော့မှကြိုးစုံလိုက်ပါတယ်ဒီနေ့မှာတော့ grade 11 unit 7ရဲ့ the system and organ of the human body ရဲ့ writing ကိုရောက်ပြီပေါ့နော်အဲ့ဒီမှာသူက detail လေးတွေပေးထားတယ်ပေါ့နော် detail လေးတွေရှိတယ်အဲ့ detail လေးတွေကိုတစ်ချက်ဖတ်ပြီးတော့မှပဲ test ကိုရေးတော့မှာဖြစ်တယ်အဲ့တော့စာမျက်နှာ89မှာဖတ်ကြည့်ကြမယ်Tuta listen to a short talk on fatty liver disease by a doctor. Tuta ကဆရာဝန်ပြောပြတဲ့ဒီအသေးအစီဖုံးခြင်းယောဂါကိုနားထောင်နေတယ်ပေါ့နော် Write an essay on what you need to know about fatty liver disease referring to the notes he has taken. သူဘောနော်ဆရာဝန်ပြောတာကိုမှတ်ပြီးတော့မှသူရေးခဲ့တဲ့အချက်လက်လေးတွေကိုမှမတို့က based on လုပ်ပြီးတော့မှ essay တစ်ပုဒ်ရေးသွားမှာဖြစ်တယ်တဲ့ What you need to know about fatty liver disease အသေးစိတ်ဖုံးယောဂနဲ့ပတ်သက်ပြီးမှသင်ပါရီသိထားတင်တာလေအားလေးပေါ့နော် Okay ဘာပေးထားတဲ့အဲ့ဒီမှာ note လေးတွေရှိရဲကြည့်ကြမယ် What fatty liver disease is အသေးအစီဖုံးခြင်းယောဂဆိုတာကဘာလဲတဲ့ Extra fat in liver အသေးလေးမှာအစီပိုတွေပေါ့နော်ပြီးရင် sinus disease အတန်တက်ယောဂဖြစ်တဲ့ people not experience any symptom even in progress အဲ့ယောဂဖြစ်နေတာမှာလူတွေကအဲ့ယောဂအချက်လက်တွေကိုသတိမထားမိဘူးအဲ့ဒါပြောချင်တာပြီးရင် causes ဖြစ်စေတဲ့အကြောင်းအရာတွေကဘာတွေလဲ eating excess calorie တွေကိုအလွန်အကျူးစားတာပြီး obesity အဝလွန်တာ high blood sugar တွေးရင်းတကြားလက်တွေမြင့်မာလာတာပြီးရင် symptom အချက်လက်တွေပေါ့နော်ဒီယောဂဖြစ်ပြီဆိုလို့ရှိရင်သူယောဂအချက်လက်တွေကဘာလို့တွေလဲ lose appetite စားချင်စိတ်တွေမရှိတော့ဘူး green ပြတ်တာပေါ့နော်ပြီးရင် feel sick နေမကောင်းဖြစ်တယ်လို့ခံစားလာအောင်မယ် lose weight တွေကျလာမယ် often feel tired မကြခဏမောပန်းနေလို့ခံစားလာရတယ်တဲ့ what to do ဒီယောဂနဲ့ပတ်သက်ပြီးဘာလုပ်တင်တာလဲတဲ့ make lifestyle changes လူနေမှုဘဝပုံစံကိုဒါပြောင်းလဲရမယ် Eat balanced diet, choosing small portion size meal. တင်မြတ်တဲ့အစားအသောက်တွေကိုစားရမယ်ပြီးနေအသားထုံးတွေပေါ့နော်အသားငါးတွေဆိုလို့ရှိရင်လည်းဒီတသေးလေးပေါ့နော်ဒါချိန်စားပြီးတော့မှစားရမယ်လို့မှဒါပြောထားတယ်ပေါ့နော်ပြီးရင် do exercise regularly လေ့ကျင့်ခန်းနေစဉ်ပုံမှန်လုပ်ပေးရမယ် avoid too much deep fried food processed food like sausage dry fish and too much alcohol ဒီငါးတူးတဲ့ဟာတွေပေါ့နော်ငါတူတော့မဟုတ်ပါဘူးအဲ့လိုလေအကြော်တွေပေါ့နော်အကြော်တွေကိုအရန်စီများတဲ့အစားအသောက်တွေရှောင်ရှားရမယ်ပြီး processed food အသစ်စားတွေဘယ်လိုမျိုးလဲ sausage ဝဥကြောင်းနေလိုမျိုးပေါ့နော် dry fish ငါကြော်တွေပြီး alcohol များတဲ့အစားအသောက်တွေကိုလည်းဒါရှောင်ရှားရမယ်တဲ့ cut back on sugar and salt တခြားတအားစားတာပေါ့နော်ပြီးရင်စားတွေလည်းငယ်နဲ့အစားအသောက်တွေစားတာတွေကိုလည်းဒါရှောင်ကျဉ်ရမယ်ပေါ့နော် cut back Yeah, what to eat? Body salad nale. Apple, carrot, green and leafy vegetable, lemon and green tea. Bandi de saya me di mona ulila. Piuni akawan is no kaja uwana. Green and leafy vegetable sing so re. Hindi hinja de wana. Saint John is me lemon and green tea. About the power at the wana being a pay. How go? Don't beat the mare the key liver heavy important for us ကျမအောင်နေထိုင်ခြင်းကကျွန်တော်တို့တွေအတွက်အရင်အရေးကြီးပါတယ်တဲ့ဒါကတော့ဒီစောက်ထမှာပေးထားတဲ့အချက်လက်လေးတွေပေါ့နော်ဒါဆိုလို့ရှိရင်မတို့က what you need to know about fatty liver disease ကိုကဲမရေးထားလေးကိုပဲဖတ်ပြပြီးတော့မှလာရှင်းပြလိုက်တော့မယ်ပေါ့နော် Fatty liver disease is an extra fat in liverအသေးစီဖုံးခြင်းဆိုတာကအသေးလေးမှာအစီပိုတစ်ခုမျိုးပဲဖြစ်တယ်ပေါ့နော် known as silent disease for the human body လူသားတွေရဲ့ခန္ဓာကိုယ်အတွက်အတန်တိတ်ယောဂလူတာသိနိုင်နေပေါ့နော် most people not experience any symptom even in progress what happen and လူတွေကပေါ့နော်လူတွေအများစုကအဲ့ယောဂကိုခံစားနေနေတာမှာအဲ့yoga symptom မသိနိုင်ဘူးပေါ့နော် Nowadays the lifestyle and eating habit of most people around the world have been altered ဒီနေ့ခေတ်မှာဆိုရင်ကဘာတဝန်ကဒီ
နေ့ခေတ်မှာဆိုလို့ရှိရင်ပေါ့နော်ကဘာတုံးကလူတွေကသူတို့ရဲ့နေထိုင်မှုပုံစံတွေနဲ့အစားတော့ပုံစံတွေကိုပြောင်းလဲလာကြတယ်ပေါ့နော် The main cause of fatty liver disease is eating excess calorie fatty liver disease ကိုဖြစ်စေတဲ့အဓိကအကြောင်းအရာကဆိုလို့ရှိရင်calorie ပမာဏအများကြီးကိုစားသုံးတာဖြစ်တယ်ပေါ့နော် and the food like high blood sugar that people eat nowadays is also a major cause of obesity ပြီးရင်တွေးတွင်းတကြားချက်မြင့်မှာပို့စားတဲ့အစားအသောက်တွေအဆိုလို့ရှိရင်လေပေါ့နော်ဒီလို obesity ကိုဖြစ်စေတဲ့အကြောင်းအရာတွေတစ်ချက်ဖြစ်တယ် as the processed food or high in fat and cholesterol fatty liver disease is unavoidable ဒီလိုမျိုးလင်းမြပေါ့နော်အသင့်စားအစားအသောက်တွေနဲ့အဆီများတဲ့ပြီး cholesterol များတဲ့အစားအသောက်တွေကိုစားမယ်ဆိုလို့ရှိရင်ကွာအဲ့ fatty liver disease ကတော့ unavoidable ရှောင်လို့မရအောင်ဖြစ်ကိုဖြစ်မှာပဲဟုတ်ပြီနော်ပြီးရင်The symptoms of person who has fatty liver disease are losing appetite, feeling sick, losing weight. ပေါ့နော် fatty liver disease ယောဂရှိနေလူတယောက်ကဆိုလို့ရှိရင်ဒီလိုယောဂအချက်လက်တွေကိုခံစားရမယ်ဘယ်လိုလဲဆိုလို့ရှိရင် losing appetite ပေါ့နော်ခုနကလည်းရှင်းပါတယ်ခရင်းပြတ်တာမျိုးပေါ့နော်ဘာမှစားခြင်းစိတ်မရှိတာပြီးရင် feeling sick နေမကောင်းဖြစ်လာမယ် losing weight weight တွေကျလာမယ်ပေါ့နော်ပြီးရင် one of the serious symptoms is that he or she who has disease is often feel tired ဒီယောဂခံစားနေတဲ့လူတွေရဲ့အချက်အဓိကအပြင်းထန်ဆုံးသောအချက်လက်ကဘာလဲဆိုလို့ရှိရင် is often feel tired မကြာခဏပင်ပန်းမောနေလာတာဖြစ်မယ်စကားပြောရင်တော့မောတာမျိုးလေအဲ့လိုမျိုးဖြစ်လာမယ်ပေါ့နော်ပြီးရင် to protect fatty liver disease which is known as silent killer people need to make lifestyle changes silent killer လို့အတန်တိတ်လူတော်တမလို့အများဆုံးသိတဲ့ fatty liver disease ရာဆိုလို့ရှိရင်ယောဂကိုကာကွယ်ဖို့အတွက်လူတွေဆိုလို့ရှိရင်သူတို့ရဲ့လူနေထိုင်မှုဘဝကိုဘဝပုံစံကိုပြောင်းလဲဖို့အတွက်လိုအပ်လာပြီပေါ့နော် For example ဥပမာအားဖြင့် people must be eating balanced diet and choosing smaller portion size meal ပေါ့နော်လူတွေက balance diet တွေကိုစားတော့တဲ့နဲ့ပြင်လဲသားငါးတွေဆိုနေတာကြက်မှာပဲရွေးချယ်ပြီးတော့မှတေချာလေးစားတော့တဲ့နဲ့ပေါ့နော်Instead of doing the thing that they require physical activity လူတွေကသူတို့ရဲ့ကာယလှုပ်ရှားမှုကိုလိုအပ်နေရမယ့်အစားလုပ်နေရမယ့်အစားပေါ့နော် They rely more on machine and technology စက်ပစ္စည်းတွေနဲ့နည်းပညာတွေပုံမှာပဲပို့ပြီးတော့မှမြင်ပေါ်လာကြတယ် As a result ရလာတစ်ခုအနေနဲ့ they lack physical activity သူတို့ရဲ့ကာယလှုပ်ရှားမှုတွေကိုဆုံးရှုံးလာရတယ်ပေါ့နော်ဘာမှလှုပ်ရှားမှုသိမရှိတော့ဘူး Instead of that အဲ့ဒီအစား people must be rely on their action to prevent silent disease ပေါ့နော်အတန်တဲ့ယောဂကိုကောက်ွယ်ဖို့ရင်အတွက်လူတွေကသူတို့ရဲ့ကိုကာယ action လုပ်ဆောင်မှုတွေပေါ်မှာပဲပို့ပြီးတော့မှမိခိုအားထားတင်ပါတယ် They need to do exercise like walk out or yoga regularly သူတို့တွေကနေ့တိုင်းလေ့ကျင့်ခန်းတွေပဲဖြစ်ဖြစ်ယောဂပဲဖြစ်ဖြစ်ပုံမှန်လုပ်တဲ့နေပေါ့နော် In addition people should be careful what they eat in every day ထပ်မဖြစ်စပြီးပြောမယ်ဆိုလို့ရှိရင်လူတွေကသူတို့ဒီစမှာဘာစားနေလဲဆိုတာကိုတခြားလေးဂရုစိုက်တင်နေပေါ့နော် They should avoid too much They should avoid too much deep fried food, processed food like sausage, dry fish, and too much alcohol ပေါ့နော်သူတို့တွေကပေါ့နော်အကျက်လူနေတဲ့ဟာတွေအသစ်စားစားတောက်တွေ sausage တွေ dry fish တွေပြီးရင် alcohol တောက်တာတွေကိုလည်းရှောင်ကျဉ်တင်တယ်ပေါ့နော် and then ထပ်ပြီးပြောမယ်ဆိုရင် they should cut back on sugar and salt ပေါ့နော်တခြားအစားများတာတွေဒီအငယ်စားတော့စားတာတွေကိုလည်းရှောင်ကျဉ်တင်ပါတယ် Okay, now the bite. Fatty liver disease is a health problem, but it is mainly due to people's behavior or what they eat. အသေးအစီဖုံးခြင်းဆိုတာကကျန်းမာရေးပြဿနာပဲဖြစ်တယ်။ဒါပေမဲ့အဲ့ဒီယောဂကလူသားတွေရဲ့အပြုအမူတွေနဲ့သူတို့ဘာစားလဲဆိုတာကြောင့်ပဲဖြစ်ပေါ်လာတဲ့ယောဂတစ်ခုဖြစ်တယ်။ So ဒါကြောင့်မို့ we need to know what should we eat to protect ဒါကြောင့်မို့ငါတို့တွေကအဲ့ယောဂကိုကောက်ွယ်ဖို့တဲ့ဘာတွေစားတော့တင်တာလဲသိထားတင်တယ်ပေါ့နော် Eating fruit like apple, carrot, green and leafy vegetable, lemon and green tea can be protected from causing disease ပေါ့နော်ပန်းသီးတွေမုံလာဥနီတွေပြီးရင်အစိမ်းကြော်တွေစားခြင်းကပေါ့နော်ယောဂဖြစ်ခြင်းကနေကောက်ွယ်ပေးနိုင်ပါတယ်တဲ့ Okay ဒါဆိုလို့ရှိရင်ဒီကုန်းရောက်ပြီး to stand up
နှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင် people can add some physical activity to their daily routine လူတွေကသူတို့ရဲ့နေ့စဉ်ဘဝမှာနေ့စဉ်လှုပ်ဆောင်ချက်တွေထဲမှာကာယလှုပ်ရှားမှုတွေကိုထပ်ပေါင်းပြီးတော့မှဒါလုပ်တဲ့နေပေါ့နော် keeping liver healthy is really important for us ပေါ့နော်ကျမအောင်နေထိုင်ခြင်းကကျွန်တော်ကျမတို့ရဲ့ဘဝအတွက်အရင်အရေးကြီးပါတယ် with knowledge and physical activity ဘဟုတုတတွေနဲ့ကာယလှုပ်ရှားမှုတွေနဲ့အတူ it is certain that they can avoid the effect of fatty liver disease ပေါ့နော်အသေးအစီဖုန်ခြင်းယောဂါကိုကာကွယ်ပေးနိုင်မှာပါတဲ့ဒါမယ်နော်နိဂုံလေးပေါ့နော်ဒါကတော့ဒါဆိုလို့ရှိရင်ဒီနေ့ unit 7 the system and organ of the human body ရဲ့ essay ကိုဖတ်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုလေးကိုမကြည့်ခင်မှာတော့လေpassage လေးကို read the passage ပြောတာပါ read the passage ကိုအစားဆုံးနားလည်အောင်ဖတ်ရစီခြင်းနဲ့ပေါ့နော်ဒါမှပဲစာဘလို့ရေးရမှာလေဒါမှတို့သိမှာပေါ့နော် okay ဒီနေ့ဒီဗီဒီယိုတော့ပါပဲဒီနေ့ရဲ့ essay လေးကိုရကြလိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးမတတာပါရှင်